ဒီတိုင်းသားမဆိုကျွန်တော်ကတော့အကုန်လုံးကိုချစ်ကြည်ရင်းနှီးစွာနဲ့ညီညီချမ်းချမ်းနဲ့ညီညီရေးရအောင်နေနဲ့ချစ်ကြည်ရင်းနှီးစွာpreview တိုးတက်အောင်ကျွန်တော်အကုန်လုံးပူပေါင်းဆောင်ရွက်ပြီးတော့တွားကြမယ့်အနေအထားမျိုးဖြစ်တဲ့အတွက်ရေရုံကြီးကြီးနဲ့မေးပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပတ်ကြားအပ်ပါတယ်ခင်ဗျာတို့ဒီခုနကရင်ပြည်နယ်မှာဗမာတိုင်းရင်းသားရေးရာလူမျိုးကိုယ်စားလှယ်လောင်းအဖြစ်ကျွန်တော်တို့ပါတီကြီး6ခုကနေပြီးတော့ကျွန်တော်တို့ကိုယ်စားလှယ်လောင်း6ဦးဝင်ပြိုင်တဲ့အခါမှာကျွန်တော်တို့ဒီမြောက်ဒီမျိုးကနေပြီးတော့ကျွန်တော်ကဝင်မြောက်ရှင်ပြန်တာဖြစ်တဲ့အတွက်ဒီတပီနယ်လုံးကိုစားပြုအနေထားမှာမြောက်ဒီမျိုးကနေပြီးတော့မြောက်ဒီမျိုးကမြို့ခံပြည်သူလူထုကိုကျွန်တော်တို့ကမေတ္တာရက်ခံခြင်းနဲ့ပြီးတော့ကိုမျိုးကိုရွာကကိုဒေတာကလူပုဂ္ဂိုလ်တို့ကတိုင်းသားရေးရာဝန်ကြီးတယောက်အဖြစ်နဲ့ပါဝင်ပြီးတော့နေရာရပြီးပြောရေးဆိုခွင့်တွေရှိလာပြီးလုံပိုင်ခွင့်တွေရှိလာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီကျွန်တော်တို့တာဝန်ကြရတာဝန်နေရာကနေအများပြည်သူအတွက်ကိုဒေတာကပြည်သူတွေအတွက်အကောင်းဆုံးဆောင်ရွက်သွားပေးနိုင်မဲ့အနေအထားမျိုးရှိတယ်ခင်ဗျာအဲဒါကြောင့်မလို့ဒီမြောက်ဒီပြည်သူတွေအနေနဲ့ကိုမျိုးကိုရွာကနေပြီးတော့ဝန်ကြီးတယောက်ပေါ်ထွက်လာတယ်ဆိုရင်လည်းကိုယူစရာဖြစ်တယ်လို့ကိုမျိုးကိုရွာကနေပြီးတော့ဒီလိုအချက်တွေကိုလည်းကိုမျိုးကိုရွာကတက်သွားတဲ့လူကြီးမှာတိုက်ရိုက်အနိစ္စဆုံးညှိနှိုင်းဆောင်ရွက်ပြီးတော့အကြံပေးလမ်းပြမှုတွေနဲ့ပေါင်းစပ်ညှိနှိုင်းပြီးလုံးမယ်ဆိုရင်ကိုမျိုးကိုရွာကလည်းပုံမှန်အားဖြင့်ထက်ပို့ပြီးတော့ကွန်ပျူတာတိုးတက်လာမယ်ပို့ပြီးတော့အခွင့်အရေးတွေပို့ပြီးရလာနိုင်မဲ့အနေအထားမျိုးတွေရှိတဲ့အတွက်မြောက်ဒီကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်တဲ့ဗမာတိုင်းသားကိုယ်စားလှယ်လောင်းကျွန်တော်ကိုရုံကြီးနဲ့မဲပေးကြဖို့ကျွန်တော်အနေနဲ့အထူးမေတ္တာရက်ခံတိုက်တွန်းအပ်ပါတယ်အဲ့တော့ရုံကြီးနဲ့မဲပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်အနေနဲ့ကတော့ဒီကိုနေထိုင်တဲ့မြောက်ဒီမြို့အပါဝင်ကရင်ပြည်နယ်9မြို့နယ်လုံးမှာရှိတဲ့အဲ့တော့ပြည်နယ်သူပြည်နယ်သားတိုင်းရင်းသားမြည်သည့်တိုင်းရင်းသားမဆိုကျွန်တော်ကတော့အကုန်လုံးကိုချစ်ကြည်ရင်းနှီးစွာနဲ့ညီညီချမ်းချမ်းနဲ့ညီညီရေးရအောင်နေနဲ့ချစ်ကြည်ရင်းနှီးစွာpreview တိုးတက်အောင်ကျွန်တော်အကုန်လုံးပူပေါင်းဆောင်ရွက်ပြီးတော့တွားကြမယ့်အနေအထားမျိုးဖြစ်တဲ့အတွက်ရေရုံကြီးကြီးနဲ့မေးပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပတ်ကြားအပ်ပါတယ်ခင်ဗျာ